မင်္ဂလာပါရှင် book note ကနေကြိုဆိုပါရရှင်ဒီနေ့မိတ်ဆွေထက်တင်ဆက်ပေးခြင်းတဲ့စာအုပ်ကတော့အမျိုးသားထူးခြားမှာအလွန်ရေးပန်းစားပြီးဘဝနေထိုင်မှုပုံစံကိုပြောင်းလဲပေးနိုင်တဲ့စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ် book name The Way of the Superior Man author David Deida နိဒန်ဒီစာအုပ်ကခေတ်သစ်ကမ္ဘာမှာအမျိုးသားတစ်ယောက်အနေနဲ့မိမိရဲ့ရည်မှန်းချက်အခြေအရေးနဲ့ဝိညာဉ်ရေးရာတွေကိုဘယ်လိုဟန်ချက်ညီညီထိန်းချောင်းမလဲဆိုတာကိုလမ်းညွှန်ပေးထားတဲ့စာအုပ်ဖြစ်ပါတယ်။စာရေးဆရာ David Deida က Superior Man ဆိုတာကိုအခြားသူတွေထက်အသားစီးရယူသူလို့မသတ်မှတ်ပဲမိမိရဲ့အတွင်းစိတ်နဲ့ဘဝရည်မှန်းချက်ကိုရိုးသားစွာဖော်ထုတ်ရှင်သန်တဲ့သူလို့အထိပယ်ဖွင့်ဆိုထားပါတယ်။အနည်းချုပ်ဒီစာအုပ်ရဲ့အဓိကအချက်ကတော့ယောက်ျားပိသားတဲ့စွမ်းအင် masculine energy နဲ့မိန်းမပိသားတဲ့စွမ်းအင် feminine energy တို့ရဲ့သဘောတဘာဝကိုနားလည်ဖို့ဖြစ်ပါတယ်။စာရေးသူကအမျိုးသားတစ်ယောက်ရဲ့အဓိကတာဝန်ဟာသူနဲ့တတ်တဲ့အမျိုးသမီးမဟုတ်ပဲသူ့ဘဝရဲ့အမြင့်မြတ်ဆုံးရည်မှန်းချက် deepest purpose တာဖြစ်တဲ့နေလို့ဆိုပါတယ်။အမျိုးသားအများစုဟာသူတို့ရဲ့အခြေရည်ဒါမှမဟုတ်အလုပ်အကင်မှာပြဿနာတွေပြေလည်သွားရင်ဘဝကအေးချမ်းသွားမယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့ David Deida ကတော့ဘဝဆိုတာဘယ်တော့မှပြီးဆုံးသွားမှာမဟုတ်တဲ့လီးချင်ငံတစ်ခုလိုပဲလို့တင်စားပါတယ်။ Superior Man တယောက်ဟာအခက်အခဲတွေကိုရှောင်လွှဲဖို့မကြိုးစားပဲအဲ့ဒီအခက်အခဲတွေရဲ့အစွမ်း edge မှာရဲရဲဝံ့ဝံ့ရပ်တည်ပြီးလင်းဆိုင်တရပါမယ်။စာအုပ်ထဲမှာအချစ်ရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့အမျိုးသမီးတစ်ယောက်ရဲ့စိတ်ခံစားချက်တွေကိုပြုလွင်ပြောင်းလဲဖို့မကြိုးစားပဲအဲ့ဒီခံစားချက်တွေကိုမေတ္တာနဲ့နားလည်မှုပေးပြီးပွေ့ဖက်ထားဖို့အကန့်ပြုထားပါတယ်။အမျိုးသားတစ်ယောက်ဟာမိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ခိုင်ခိုင်မာမာရပ်တည်နိုင်လေသူ့ရဲ့အဖော်ဖြစ်သူကလည်းသူ့အပေါ်ယုံကြည်ကိုးစားမှုရှိလေဖြစ်မှာပါ။ဒါပြင်မိမိရဲ့အချိန်တွေကိုအတိတ်ပဲရှိတဲ့အလုပ်တွေမှာပဲမြုံနှံဖို့နဲ့သူငယ်ချင်းကောင်းတွေရဲ့ဝေဖန်အကန့်ပေးမှုကိုလက်ခံဖို့လည်းတိုက်တွန်းထားပါတယ်။အနည်းဆိုရရင်ဒီစာအုပ်ကမိမိကိုမိမိပူမိုသိရှိနားလေပြီးဘဝကိုရည်ရွယ်ချက်ရှိနဲ့အာမန်အဖြစ်ရှင်းသန်လို့တဲ့အမျိုးတိုင်းဖက်ရှုတဲ့လမ်းညွှန်ချက်ပဲဖြစ်ပါတယ်။သင်ခန်းစာတဲ့ရည်မှန်းချက်ကိုပထမထားပါ purpose firstအမျိုးသားတယောက်အတွက်သူ့ရဲ့ဘဝရည်မှန်းချက်ဒါမှမဟုတ် mission ဒီအရာအလုံးထက်အရေးကြီးပါတယ်။အခြေကြီးကိုရည်မှန်းချက်ထက်ဦးစားပေးမိပါကမိမိကိုမိမိလမ်းပြောင်းစေရုံဒါမဟုတ်မိမိအဖို့ကိုပါစိတ်ဖြတ်စေတတ်ပါတယ်။နင်းအစွမ်းတရားတွင်ရှင်းထန်ပါ live on the edgeမိမိအတွက်တသွန်းတသားရှိတဲ့နေရာ comfort zone ထဲမှာပဲအောင်းမနေပါနဲ့ကြောက်ရွံ့မှုကိုရင်ဆိုင်ပြီးမိမိရဲ့စွမ်းဆောင်ရည်အကန့်အသတ်ကိုတွင်းပို့နိုင်တဲ့နေရာမှာရှင်သန်ခြင်းကသာတိုးတက်မှုကိုဖြစ်စေပါတယ်။၃အရာအလုံးပြည့်စုံသွားမယ့်အချိန်ကိုမဆောင်ပါနဲ့အလုပ်တွေအဆင်ပြေသွားရင်ပိုက်ဆံတွေအများကြီးရလာရင်ငါပြောရမှာပါဆိုပြီးမဆောင်ဆိုင်ပါနဲ့အခက်အခဲတွေကြားထဲမှာပဲယခုလက်ရှိအချိန်မှာအကောင်းဆုံးရှင်သန်နေထိုင်တတ်ဖို့လေ့ကျင့်ယူရပါမယ်။ဒီစာအုပ်ကမိတ်ဆွေရဲ့ဘဝခွေရည်လန်းတဲ့ခွန်အားနဲ့အလင်းရောင်တွေပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ပျော်ရွှင်စရာကောင်းတဲ့နေ့လေးတစ်ခုဖြစ်ပါစေ။